၁၁ယောက်ဆိုဘေးသေးမှရှင်လို့မရတဲ့ကမ္ဘာချန်ပီယံချက်စီနဲ့ United ရဲ့ရှုံးမိတ်ကြောင့်ပောက်ကွဲပြလိုက်တဲ့လီဗာပူးချန်ပီယံလိမှာမနေ့ညကန်ခဲ့တဲ့လီဗာပူးနဲ့ချက်စီတို့ဟာ9ဂိုးတကိုးစီနဲ့အင်္ဂလန်ကုန်ဆောင်နိုင်ပွဲတွေရယူခဲ့ကြပါတယ်ချက်စီပွဲမှာတော့အခုနောက်ပိုင်းတွေမှာချက်စီနိုင်လားဆိုတာထက်ချက်စီပွဲအနီကက်ထိသလားဆိုတာကိုဘောလုံးဝတ္တနာရှင်တွေကပိုပြီးစိတ်ဝင်စားလာကြပါတယ်အခုညပွဲမှာလည်းချက်စီဘက်ကအနီကက်မထိပေမဲ့အေဂျက်အသင်းဘက်ကအနီကက်ပြသခံရတာကြောင့်အဆင့်အလားတွေကိုဆက်လက်ထိန်းထားခဲ့နိုင်တယ်လို့ဆိုရမှာပါချက်စီကတော့လူငယ်ကစားသမားတွေရဲ့အတွင်းကိုနဲ့အေဂျက်အသင်းကိုဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။မက်ဂွီ၊အက်စတက်ပို၊တိုင်ရီဂျိုတိုလိုကစားသမားတွေချန်ပီယံလိမှာဂိုးသွင်းနိုင်တာကအသင်းအတွက်တကယ့်ကိုကောင်းတဲ့အရာတွေပါ။ကိုင်စီဒိုနဲ့အိုင်ဇိုကတော့ဒီညပွဲမှာလူငယ်ကစားသမားတွေကိုအကောင်းဆုံးဦးဆောင်မှုတွေပေးသွားခဲ့ကြပါတယ်။ချက်စီအတွက်တော့ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲပါပဲ။လီဗာပူးတို့ကတော့မနေ့ညကဖရန့်ဖတ်နဲ့အဝေးကန်ပွဲဂျာမနီမှာဂိုးမှုရွာပြလိုက်ပါတယ်။ပထမပိုင်းမှာလီဗာပူးကတကိုးအရင်ပေးခဲ့ပေမဲ့80ပထမပိုင်းမှာပဲ3ဂိုးအထိကိုပြန်သွင်းပြခဲ့တာပါ။AGTခြေပတ်ကိုသွင်းပြီးမှလီဗာပူးတို့ခြေပြန်တက်လာတယ်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်။နောက်ပြီးဖရန့်ဖတ်ကတကိုးသွင်းတဲ့အချိန်လီဗာပူးကတော့သွားပြီလားဆိုပြီးမတီးဘူးကွာဆိုပြီးထင်ရတဲ့အခြေအနေမျိုးမှာလီဗာပူးကရှိသမျှအစွမ်းအစားတွေကိုထုတ်ပြခဲ့တာပါ။ဒီနေ့ပွဲမှာဆိုရင်ဆာလာကတော့ဒုတိယပိုင်းကျမှဝင်လာခဲ့တာပါ။ဒါပေမဲ့ AGT ထိဆော့ခဲ့တဲ့သူတို့ရဲ့တိုက်စစ်ကတော့တော်တော်လေးကိုလင်းမြန်မှုရရှိခဲ့ပါတယ်။နောက်ပြီးဒီနေ့ပွဲမှာဆိုရင်ဂျေမီသွားတယ်ဆိုပြီးလူပြောများနေတဲ့ Florian Wirtz ကလည်းငကိုးဖန်တီးပေးနိုင်ခဲ့တဲ့အတွက်သူကလည်းဝေဖန်မှုတွေကနေအနည်းငယ်လျော့သွားပြီလို့ထင်ပါတယ်။ဒီပွဲမှာတော့ဂျိုးဂျာတို့ Manchester United ရဲ့ရှုံးပွဲကိုပောက်ကွဲပြလိုက်တယ်လို့ဆိုရမှာပါ။ဘောလုံးသတင်းတွေကိုအမြင့်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Footballer ပါ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်။